တိုင်းပြည်ကစကန်ကိုအာရခပေတူတီတနိုင်တာကိုလုံးခွာတော့တော်လေးတွေအင်ကြီးအာရခရာဟိတလူတွေများပါရခိုင်ပြည်နယ်ရဲ့စေလုံးကမဲ့ဆိုရင်ရာဟိတလူတွေများပါအပူရောင်အာရခလူတွေများရာဟိတအဆောင်ကဒီအင်းစေလုံးတော့အောင်တော့ချိုက်တော့ဝါချိုက်တော့ဒီကေယူပိုးဆော်ရစ်ရိုက်ကာစီဒါကတဲ့ဒီကံတော့ဆိုရင်ဒါရနဲ့30နဲ့60မိုးလိုက်ချပါပို့ထားရဲ့ရောင်းဝေကနေပြီးရဲ့အခုနကပြောရဲအောင်တော့နဲ့ချိုက်တော့ဝါချိုက်တော့ဒီပြီးကစီလန်ဒရိုက်ဝါပူခါဝါဒေပေါတော့ရောက်တဲ့ကအဝါကိုလူကြီးတွေတို့လာပြီးခရီးစရိုက်စီစရိုက်ကောစရိုက်ဒုံအောစရိုက်ဒီပြီးကျွန်တော်ဒီဘက်ကလမ်းမှာလက်နဲ့ကော်ဖီပိုးလေးအစီအစဉ်ရှိပါတယ်။ရောက်ပါဆိုတော့ကဒီအာရခမြို့ရှိလူတွေတိခိုက်တယ်။ရခိုင်ပြည်နယ်ကစေလုံးကမျိုးပရာဟိတလူတွေများအသားအပူရောင်မြို့စားတိုင်းလူတွေများပရာဟိတအသားနဲ့အင်္ဂလိပ်အာရခပရာဟိတလူတွေများအသားလမ်းလေးတွေဒါသုံးစီဆိုင်သိန်းတော့အောင်နောက်ဖာမှာသူတန်ခဲ့တဲ့တန်ပိုးခဲ့တဲ့နောက်ဖာနေတန်ပိုးသူတန်ခဲ့တဲ့ဝိုင်ရန်ခဲ့တဲ့အပန်းစေနာချောင်မြောက်ကိုလည်းကြည့်တာမှာလေဒီခုပိုင်းမကားခေါင်မှာတော့ကနောက်2ရက်လောက်ဆိုရင်အခုအိမ်နာနေရပါဘူးရဲ့ရောက်ပါခိုက်တဲ့တော့ဒီပိုင်းကျွန်တော်ဆောက်ပြီးလူဆောင်ပြီးအောင်လို့ဒီအာရခရာဖီတာစက်ကြီးချောင်းမြောက်ကိုလာပြီးဒီကပရောဂျက်ခိုက်ပါလေအားလုံးကိုကြည့်တာမှာလေဟုတ်ပါတယ်အားလုံးကတော့ပါ